မင်္ဂလာပါတီချေဦးမပါရှင်ဒီနေ့တီချေဦးမရဲ့ phonics sound လေး knowledge မျှဝေပေးမှာဖြစ်ပါတယ်ဒီနေ့မျှဝေပေးမယ့်သင်ခန်းစာလေးကတော့ how to pronounce consonant L and consonant AL အဲ့တော့ consonant L နဲ့ consonant AL ကိုဘယ်လိုအတန်ထွက်တယ်လဲdo they have the same sounds or the different sounds သူတို့မှာတူတဲ့အတန်တွေရှိသလားဒါမှမဟုတ်ရင်မတူတဲ့အတန်တွေရှိသလား let's step စပြီးလေ့လာကြပါမယ်အဲ့တော့ consonant L နဲ့ပေါင်းလိုက်တဲ့အခါမှာကျမတို့က consonant L ရဲ့အတန်လေးကိုဘယ်လိုထွက်မလဲဆိုရင်နော် consonant L ရဲ့အတန်လေးကရှွားဆောင်းနော်အဲ့တော့အတဝက်အတန်လေးဖြစ်တဲ့အနဲ့ letter L လေးရဲ့အတန်လေးလာဆောင်းလေးဆိုတဲ့ဆောင်းလေးဒါဆိုရင်နော်ဒီအတန်လေးထွက်ပါမယ်ဒါဆိုရင်ကျမတို့ကL ရဲ့ရှေ့မှာ B consonant လေးရှိမယ်ဆိုရင် B လေးရှိ B ရှိမယ်ဆိုရင်เนาะ bell for example table care soccer del အဲ့တော့ candle fell sniffer gargle curl twinkle pale upper turtle အဲ့တော့ဒါကတော့ consonant L ရဲ့ထွက်တဲ့ sound တန်လေးဖြစ်ပါတယ်ဒါဆို consonant AL ကြရင်လည်းဘယ်လိုထွက်တာလဲတူပါပဲ they have the same sounds သူတို့မှာတူတဲ့အတန်တွေရှိကြပါတယ်အဲ့တော့ schwa sound နဲ့ letter L ရဲ့ထွက်တဲ့အတန်လေးထွက်ပါမယ်ဒါဆိုရင်နော် BAL ရဲ့အတန်လေးက bell global နော် local girl legal mel animal nail final နော် CI လေးရဲ့အတန်က SH sound လေးဖြစ်တဲ့အတွက် shell opshell pear principal tell mental အဲ့တော့ကျမတို့က consonant L နဲ့ consonant AL မှာတူညီတဲ့အတန်တွေရှိကြပါတယ်အဲ့တော့ consonant L ပဲလာလား consonant AL ပဲလာလားကျမတို့က L ထပ်ပါမယ် L အဲ့တော့ရှွားဆောင်းလေးနဲ့ letter L လေးရဲ့ sound လေးဖြစ်တဲ့ L ဆိုတဲ့အတန်လေးနဲ့နော်ရှွားဆောင်းလေးနဲ့ပေါင်းတဲ့အတန်လေးထွက်တာဖြစ်တဲ့အတွက် L ထွက်ပေးပါမယ်အဲ့တော့ကျမရဲ့ဗီဒီယိုလေးကဒီမှာပဲရပ်ပါမယ်တကယ်လို့ကျမတို့ဗီဒီယိုလေးကတခုပြန် knowledge တခုရခဲ့တယ်ဆိုရင်ကျမရဲ့ easy to teach easy to learn page လေးကို like and follow လုပ်ပေးဖို့မမေ့ပါနဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင်